က်မယ်နော်တက်ကရင်တုံသွားပြီနဲ့တူတယ်တက်ကလေကွာအသက်နဲ့နာလေးတော့ဟာကြီးကြည့်ပြီးတော့ချစ်ပွဲကြီးဝင်ကြပါစို့ကွာနော်တဲ့နော်ဟာတဲ့မို့မင်းဘယ်လိုလဲတခိုးပါဟမ်တခိုးမင်္ဂလာရှိတဲ့ချက်တို့အားလုံးရဲ့ကျွမ်းကွင်းကောက်သူကွင်းကောက်သားတွေပါလားဘယ်လူမှသွားစားပြီးပြန်လာကြတာလဲအေးရအယောင်လည်းတက်ဘယ်ငါပြီးတက်လာတယ်သူတို့ကအဲ့လိုပဲဟဲ့ဘယ်ရွာမှာအလူဘယ်ရွာမှာအတုပါဆိုတာလေစုံစမ်းပြီးတော့လိုက်စားနေကြတာပဲဟဲ့ငါတို့ကလေဒီလိုရလို့ငက်နေတာမဟုတ်ဘူးဒီပါနေလိုက်ကြတာတရားလုံးပုံနဲ့ TV ရေကတတာနဲ့ဟဲ့ဟုတ်ပါလူတန်းနေဆိုတော့တားစီနေမှာစားလို့တော့ဟုတ်တယ်ဗျာအတူပါဆိုလဲတန်းကိုစီးနေရပဲမုံရတွေနေတိုင်းစားနေရတာဒီကျွမ်းပါလေကွာဒီမှာငါတို့ရွာသားရလေနင်တို့ကွင်းကောက်လို့မဟုတ်ဘူးဟဲ့ရွာသားရဆိုတဲ့အတိုင်းတရရပဲဒါပါရုပ်ကမသားနင်တို့ကလေကွင်းတောင်ကောက်တာလူတွေဆိုလေကွေးနေရပဲစိတ်ပုတ်တာကွင်းကောက်ဆိုမှတော့ပယ်လေးပေါက်လောက်ရှိတဲ့ရွာထဲကြောင်မရှိတဲ့ရွာဟဲ့ငါတို့ရွာလေပလင်းပေါက်လောက်ရှိမနဲ့လူတော်လေးနေတဲ့ရွာဟဲ့ငါတို့ရွာမှာလေဘိုးရဲတွေမှာအများကြီးပဲဟုတ်တယ်ဦးနန္ဒဦးဆောင်နာဦးကေတရဦးလာပါဟဲ့နင်ပြောတာဖုံးပြီးပွဲတွေဖြစ်နေတယ်မင်္ဂလာရှိတဲ့ချက်တို့အားလုံးရဲ့ကျွမ်းလာပြီကဗျာကြီးရေလာပြီဆရာတော်ကဘာမှအမလေးထင်းလေအဲ့လိုထင်းလုံးငါထွက်တော့ပဲစနေတာဒီမှာမိတော့ညငေါ့ညာလေတငယ်နဲ့ဆောင်းနှစ်ထုံနော်တက်မပြေတယ်ဘယ်နဲ့မနေသလားဟမ်ဘာမှမငွေရရဲ့ဟိုအဲ့ဒါဘလို့ပြောရမလဲပေါ့နော်ဟိုကျမဒီမလေးကရှောက်ပြောတာပေါ့နော်ဟိုကျမကလေမငွေရမသိလို့ပေါင်းနေတာဘာပြောလဲဟာမဟုတ်မငွေရမသိလို့ကျမထွက်မလာတာလို့အဲ့ဒါပြောတာပေးငါတွေ့တော့ဘွေရောဘွေနေဗျာပွေးလို့ကြီးတာဒီလာတောင်းနေရတယ်ခင်ဗျာပွေးလို့ကြီးကြုတ်ပေးပါမယ်ဗျာကြုတ်ဖေးမှာပွေးရှိတယ်ရှင်မင်းဆက်ပြောလာတော့ကျမရဲ့ပတ်စံလာတောင်းတာဟုတ်ဗျာကြိုက်လန်ညာကြီးကိုလာတောင်းနေရသေးတယ်ဗျာကိုဆိုင်ခင်းတော့ဘောဝယ်အများကြီးရတာပဲဟိုခင်ဗျာတို့ကစီးနဲ့မိန်းပါပဲရှင်လာတော့ရှင်မင်းထားခါနော်ညီငါပတ်စံမပေးတော့ညီကအဲ့ဒါကိုဝင်ရိုက်မှာနော်မင်းသားတော်ဟိုဆရာတော်မှားလိုက်တယ်အိမ်ထဲကိုခွေးဝင်ကိုင်းမဲ့ကိန်းရှိတယ်တဲ့အဲ့ဒါသတိထားပါတယ်ဗျာကဗျာရှင်ကျမခွေးနေလေတော့ကျမခွေးလို့ပြောလိုက်တာပေါ့ဟုတ်လားမင်္ဂလာရှိတဲ့ချက်တို့အားလုံးရဲ့ခုလာပြီပဲအသက်ဆောင်ကြုံကြီးဖွင့်လိုက်ပါကွာမရှက်ပါနဲ့တက်ကလည်းဟိုအခန်းထဲမှာလေကိုနဲ့တက်နဲ့နေရာဦးတည်းရှိတာဟိုသားလေးလည်းခုချိန်အောင်ဆိုအိမ်လောက်ပြီးတဲ့ကိုအရန်ချစ်တယ်ကွာတက်ကလေဟိုငယ်တုန်းကလည်းပိုးပြီးဝပြဲလာပြီမဲ့ဟိုချစ်စရာတလုံးတစ်ခဲဖြစ်နေတော့ပါတဲ့ကိုဖက်မယ်နော်တက်ကရင်တုံသွားပြီနဲ့တူတယ်ကိုတို့တက်တို့အရွယ်တွေကစေကျော်တက်တွေမှမဟုတ်ပဲရှက်စရာလုံးဝမလိုပါဘူးကွယ်ကိုဆိုရင်လေလုံးဝအရှက်မရှိတော့ဘူးတဲ့ကိုလုံးဝအရှက်မရှိတော့ဘူးတဲ့တဲ့စောင်းဖွင့်နေစမ်းမတဲ့ရဲ့ဟိုအားဘောလေးပါလေးပြအောင်နော်စက်ကလေကွာအသက်နဲ့နာလေးကိုတော်ဟာကြီးကြည့်ပြီးတော့ချစ်ပွဲကြီးဝင်ကြပါစို့ကွာနော်တဲ့နော်တဲ့မို့မင်းဘယ်လိုလဲတခိုးပါတခိုးဟဲ့ကောင်ဟာတခိုးဟဲ့ကောင်တခိုးပြောတခိုးဟဲ့ကောင်တခိုးပြောတခိုး
ခွေးဟာခွေးဟိုဘယ်ပြေးလဲသိလားဒီမှာတခေါ်မိပြီဟဲ့တခေါ်မိပြီ မင်္ဂလာရှိတဲ့ချက်